ယခုအစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel ကိုဝင်ရောက်ကြည့်ရှုပြီး subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ပါရစေခင်ဗျာမင်းအာဇာဟာဒီလောက်နှစ်နဲ့ချီပြီးဒီကလေးမလေးပေါ်မှာပြုတ်ကျင်လာတာကိုသူ့မိမမသိခဲ့ပဲနဲ့ဘယ်လိုကနေဘယ်လိုစပြီးတည်သွားတယ်ဆိုတဲ့အကြောင်းကိုရှေ့နေကြီးဦးရောဘတ်ဆောင်းကအခုလိုစတင်ပြောပြသွားပါတယ်အဲ့ဒီလိုနေမောနာကဘယ်လိုကြောင့်ပေါ်သွားလဲဆိုတော့မင်းအာဇာကပဲပြုံးနဲ့သမင်းနဲနေတဲ့အခါမှာ तू ကကြက်ဥကြော်ပေးမလို့လုပ်တယ်လုပ်တဲ့အချိန်မှာမင်းအာဇာကသူ့ရဲ့ခန္ဓာကိုယ်ကင်နာကိုသူ့မိမတွေ့သွားရာကနေဒီကိစ္စကြီးအခုလိုအစစ်အစင်ဖြစ်ပေါ်လာတာကလေးမလေးဘယ်ရွယ်ဘယ်အချိန်ကလေးကမင်းအာဇာကဒီလိုမျိုးဇက်တိုက်ကျူးလွန်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးအခုလိုပြောပြပါလေဒီကိစ္စဟာနော်အချိန်ကာလကြာမြင့်စွာတစိမ့်စိမ့်နဲ့နော်ကျူးလွန်တဲ့အမှုပါအသက်12နှစ်သမီးလောက်မှာစပြီးတော့နော်အလိုမတူပဲကျူးကျင်ခံရတာပါဘာဖြစ်လို့လဲဆိုတော့ तू ကတက်ငယ်ပါတက်ငယ်ကနော်တက်ငယ်ကိုအခုလိုပြုကျင်တာဟာသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေဒါပေမဲ့ဘယ်မိန်းကလေးကမှတော့မိမိရဲ့ခန္ဓာကိုယ်ကိုနော်အပျော်သဘောနဲ့ခွင့်ပြုမယ်ဆိုတာမရှိပါဘူးစိုးရင်ကြောက်ရွံ့မှုတွေနဲ့ပြောရင်သူများကိုပြောရင်ပြစ်မယ်ဖြောက်ပြစ်မယ်ဆိုတဲ့ကျိန်းဝချင်းချောက်မှုတွေရဲ့အောက်မှာသူ့ဘဝနေမှုရတယ်ကလေးမလေးကိုမိသားစုလိုက်လူမဆန်စွာဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာကိုတော့ရှင်းနေကြီးကအခုလိုပဲပြောပြခဲ့ပါတယ်အမြန်လမ်းမှာအင်မတန်မှအမောင်တို့လွမ်းတဲ့အမြန်လမ်းမှာည9နာရီအချိန်မှာတော့ဘောင်းမီတို့ဓာတ်နဲ့တီးနဲ့ပဲ့စသည်ဖြင့်ကျူးလွန်လာပြီးတော့နော်ပဲ့ဟလာပြီးတော့တခါရွှေပေါက်ကံမှာရှိတဲ့မိရဇာရဲ့ယောကမအိမ်မှာယောကမကခေါင်းထုနော်ချင်းကြောက်မှုတွေကတော့အမျိုးမျိုးပဲလူပြောလို့ရတယ်ဆိုတာမျိုးတွေအစဖြစ်လာခဲ့ပါတယ်အဲ့ဒီလိုအခြေအနေတွေကြောင့်အခုနောက်ဆုံးရွှေပေါက်ကံရဲစခန်းမှာစအမှုဖွင့်နေပြီးတော့မှုဖြစ်ပွားရာအရက်ဒေသဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတာမွေရဲစခန်းမှာမင်းအာဇာတို့လင်မယားနဲ့တွေ့ဖို့ကြိုးစားပေမဲ့တွေ့ခွင့်မရခဲ့တဲ့အပြင်ရဲတွေကကလေးတွေမိသားစုကိုဘယ်လိုမှားကြားထားတယ်ဆိုတာနဲ့ပတ်သက်ပြီးဦးရောဘတ်ဆောင်းကအခုလိုပဲစိတ်မကောင်းစွာပြောပြသွားပါတယ်တာမွေရဲစခန်းမှာလည်းဆက်ဖွင့်ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာတခုပြောချင်တာကကိုကိုင်းငချင်းကလေးမလေး Grace ကမအေးကပြောတယ်တဲ့သူ့ကိုရဲကရှင်းနေတင်ပေးတာအတိုင်းနဲ့ကလေးကိုမထွက်ခိုင်းနဲ့နော်လို့ပြောတယ်ဒါရှင်းနေဒုကိုစော်ကားတာပါကျွန်တော်တို့ရှင်းနေတွေကမဟုတ်တာကိုတင်ပေးတဲ့လူစားမဟုတ်အဲ့ဒါရဲကပြောပါတယ်လို့ကြောင့်မလို့ကျွန်တော်ခဏမေးတဲ့အချိန်မှာအနားမှာဆေးရုံကတာဝန်ကျအမျိုးသမီးဝန်ထမ်းတစ်ယောက်ရှိပါတယ်ကလေးမလေးပြောတာကိုပဲကျွန်တော်မှတ်တမ်းတင်တာပါနော်အဲ့ဒါကိုရဲကပြောတယ်တဲ့ခုနကလေးမလေးရဲ့အမေကပြန်ပြောပြတယ်ကြောက်ကျွန်တော်တို့မသိပေးပါဘူးလို့နော်ဒါကြီးကလက်စုပ်လက်ကင်နဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ရက်ဆက်မှုကြီးကိုကျွန်တော်တို့ကပုံဖော်တင်စရာမလိုဘူးသူ့အနေနဲ့သူပေါ်ပြီးသားနောက်ဒီမှာကြက်မှတ်ပြီးတော့ကုသပေးနေတာကတာမန်လူငယ်ရှိဆရာဝန်မဟုတ်ဘူးအထူးကုဆရာဝန်ကြီးကိုယ်တိုင်ကကြက်မှတ်ပြီးကုသပေးနေတာဆေးရုံအုပ်ကြီးကလည်းအချိန်ပြည့်ဒါကိုကင်တွဲနေတာအပြင်းလူတွဲခွင့်မရှိပါဘူးလူတန်းလူတဲ့လူရှိရင်ဓာတ်ရိုက်သွားပြီးလှူလို့ရတယ်နော်အဲ့ဒီဆေးရုံမှာသွားသူ့ရဲ့မိဘတွေကိုလက်တိလျော့ပေးလို့ရပါတယ် Grace ဆိုတဲ့ကလေးမလေးရဲ့
မိဘတွေကအလွန်ဆင်းရဲပြီးတော့ရိုးသားတယ်နာဂစ်မုန်တိုင်းကြောင့်သူတို့စီးပွားတွေပြက်ပြီးတော့အခုလိုမိမိတို့ရဲ့သမီးလေးကိုအခုလိုအိမ်ပေါ်အဖြစ်နဲ့လွှဲရခြင်းပဲဖြစ်ပါတယ်နော်ဆင်းရဲမှုကြောင့်အခုလိုဖြစ်လာတာပါကျွန်တော်တို့ကတော့သက်ဆိုင်ရာဥပဒေပုံမှန်အတိအကျနဲ့နော်ပြစ်မှုနဲ့လျော်ညီတဲ့ပြစ်ဒဏ်ချမှတ်ရေးကိုအကောင့်တွေပေါ်ဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်